ဒဲမီကသူ့လက်ကိုကြည့်ပြီးဝိုးမင်းလက်တွေတိတ်ကြီးတာပဲငါလက်ထက်ပိုကြီးတယ်လို့ပြောတယ်ဒီအချိန်မှာဒိုဆန်ကဘလို့ပြန်ဖြစ်ရမှန်းမသိဘူးမျက်နှာနီးပြီးအခြားဘက်ကိုကြည့်တယ်ဒီအချိန်မှာသူ့လက်ကိုအကြိုက်ဆုံးဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒဲမီကချီးကျူးခဲ့လို့ပါနောက်မြင်ကွင်းမှာဒိုဆန်ကကြည်ပြောင်းကိုမင်းဒဲမီကိုမင်းရဲ့ဆန္ဒတစ်ခုခုပြောခဲ့လားမနှက်ဖြန်မင်းမွေးနေ့ဟုတ်လားဒါကြောင့်သူမကမနှက်ဖြန်မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ပြောနေတာလို့မေးတယ်ဒါပေမဲ့ကြည်ပြောင်းကိုယ်တိုင်ကအဲ့ဒီအဟောင်းကိုမမှတ်မိတော့ဘူးသူ့ဆန္ဒကဘာလဲဆိုတာလဲမမှတ်မိတော့ဘူးနောက်တစ်နေ့ကြည်ပြောင်းကဒိုဆန်အတွက်အဝတ်တစ်တွေအများကြီးယူလာတယ်သူ့ကြိုက်ဆုံးနိုင်ယူကိုလည်းပေးတယ်ဒိုဆန်ကဘာကြောင့်ဒဲမီအတွက်ဒါတွေအကုန်လုပ်တာလဲပတ်စံနဲ့မဆက်နိုင်တဲ့ကောင်းမှုဆိုတာဘာလဲလို့မေးတယ်ကြည်ပြောင်းကပတ်စံနဲ့မဆက်နိုင်တဲ့အရာပဲလို့ပြောပြီးညစာစားတဲ့အခါကျင့်ဝတ်တွေကိုတင်ပေးတယ်ဒါအပြင်တဲ့မိရှိမှာမိုင်မဲတဲ့အရာတွေမလုပ်မိအောင်အခြားအရာတွေကိုလည်းတင်ပေးတယ်ဒိုဆန်ကအစင်သစ်ဖြစ်ပြီးဒဲမီကိုတွားကြိုတယ်ကြည်ပြောင်းကနှစ်ချက်ကနေလမ်းညွှန်ပေးနေတဲ့ဒဲမီအိမ်ကထွက်လာတာနဲ့တွားကြရအောင်မင်းဆန္ဒကိုဒီနေ့ဖြည့်ဆည်းပေးမယ်မင်းကကော့စတောင်ကစားခြင်းနဲ့လို့ပြောခဲ့တာဟုတ်လားဒါဆိုရင်မင်းယုံကိုတွားပြီးမင်းတငယ်ချင်းတွေကိုလည်းခေါ်လိုက်လို့ပြောတယ်ယုံမှာဒဲမီကကြည်ပြောင်းကိုမြင်ပြီးမင်းဒီမှာလို့ပြောတယ်သူကငါဒီကုမ္ပဏီကိုအရန်စိတ်ဝင်စားတယ်ဒီကိုမကြာခဏလာတယ်လို့ပြောတယ်ပြီးတော့သူမကကတ်စတာဂိမ်းကစားဖို့လူတိုင်းကိုခေါ်တယ်ကြည်ပြောင်းကငယ်ဘဝကမိသားစုစုဝေးပွဲတွေကိုအရန်လွှမ်းတာကြောင့်ဒါကိုစာထဲမှာရေးခဲ့တာပြန်မှတ်ရတယ်ဒီဂိမ်းမှာမိသားစုဝင်အားလုံးအတူကစားကြတာပဲဒါကြောင့်ဒါကလည်းသူ့ဆန္ဒဖြစ်ခဲ့တယ်တနေ့မှာသူချစ်တဲ့သူတွေနဲ့အတူထိုင်ပြီးဒီဂိမ်းကစားခြင်းနဲ့ဒီအချိန်မှာဒဲမီကအဖွားလှုပ်ထားတဲ့အစားအစာအများကြီးကိုပြပြီးဒါကအဖွားကဒိုဆန်ဟောင်းအတွက်အထူးပို့တာလို့ပြောတယ်ကြည်ပြောင်းသူတို့ရဲ့မေတ္တာကိုမြင်ပြီးစိတ်လှုပ်ရှားသွားတယ်ဒိုဆန်ဟောင်းဆိုတာအဖွားကကြည်ပြောင်းကိုဆိုလိုတာပါဒီနောက်သူတို့စတင်ကစားကြတယ်အားလုံးဂိမ်းကိုအရန်ပျော်ကြတယ်ဒိုဆန်ကဒဲမီကိုအိမ်ပြန်ပို့ပြီးဒဲမီမင်းကအကြောင်းဘာကြိုက်လဲလို့မေးတယ်သူမကမင်းကငါရဲ့ပထမဆုံးအချစ်ဒိုဆန်လို့ဖြေတယ်ဒီအဖြေကသူ့ကိုစိတ်မကောင်းဖြစ်စေတယ်ဘာဖြတ်လို့လဲဆိုတော့သူကအဲ့ဒီလူမဟုတ်ဘူးလို့ထင်လို့ပါဒါနဲ့ဒါကလွဲရင်ဘာလဲလို့ပြန်မေးတယ်သူမကဒါကလွဲရင်မင်းရဲ့စာတွေကငါ့ကိုရဲစွမ်းတတိနဲ့ငြိမ်းချမ်းမှုတွေအများကြီးပေးခဲ့တယ်လို့ပြောတယ်ဒိုဆန်ကဟုတ်တယ်အဲ့ဒီစာတွေလည်းငါဟာမဟုတ်ဘူးလို့တွေးမိတယ်ဒိုဆန်ပိုစိတ်ပြတ်သွားတယ်နောက်တစ်ခါဒါကလွဲရင်ဘာမှထပ်ရှိလားလို့မေးတယ်သူမကမင်းလက်တွေတိတ်ကြီးတယ်ဟုတ်လားအဲ့ဒါကိုငါကြိုက်တယ်လို့ပြောတယ်ဒါကိုကြားတော့ဒိုဆန်ပျော်သွားတယ်ပြီးတော့သူတို့နှစ်ယောက်စလုံးစစ်ဆေးမှုအောင်မြင်ကြောင်းမက်ဆေ့ချ်ရတယ်ဒဲမီအရန်ပျော်တယ်သူမပြုံးနေတာကိုမြင်တဲ့အဖွားလည်းအရန်ပျော်သွားတယ်အင်ဂျီလည်းအလားတူမက်ဆေ့ချ်ရတယ်သူတို့သုံးယောက်စလုံးရဲ့စစ်ဆေးမှုတွေအောင်မြင်သွားတယ်လို့ဆိုလိုတယ်ဒဲမီကကြာမြင့်စွာကြာမှဒီလောက်ပျော်နေတာကိုမြင်ပြီးအဖွားကဟန်ဂျီပြောင်းကိုဖုံးဆက်ပြီးကျေးဇူးပါဒဲမီဒီနေ့အိမ်ပြန်ရောက်တာနဲ့ခုံပေါက်နေတော့အရန်ပျော်တယ်သူ့ဘဝမှာမျှော်လင့်ချက်အလင်းရောင်အစ်စ်နိုးထလာပြီးဒါပေမဲ့ तू မထိခိုက်နိုင်ပါဘူးငါကြောက်တယ်လို့ပြောတယ်ကြည်ပြောင်းကအဖွားဘာမှမဖြစ်ဘူး तू မဒီလိုပဲအမြဲပျော်နေလိမ့်မယ်သူ့ကိုဘာမှမဖြစ်အောင်ငါလုပ်မယ်လို့ပြောတယ်ဒိုဆန်ကသူ့အဝတ်တွေနဲ့ပစ္စည်းတွေကိုကြည်ပြောင်းစီပြန်အပ်ရင်ဒီလူမှုရေးအကူအညီကိုမလိုချင်ဘူးတခုခုပေးရရင်ငါစီးပွားရေးရောငါစတိုင်ရောဘယ်လိုပြင်ရမလဲဆိုတဲ့အကြံဉာဏ်တွေပေးပါမင်းပြောသမျှငါနာခံမယ်လို့ပြောတယ်ကြည်ပြောင်းကဒါဆိုရင်မင်းကုမ္ပဏီရဲ့ရှေ့ရောက်ကိုပြောင်းပါဘာဖြစ်လို့လဲဆိုတော့မင်းဆန်သွားကကိုရောက်တာနဲ့မင်းအတွက်ပြဿနာအများကြီးဖန်တီးလိမ့်မယ်လို့ပြောတယ်ဒိုဆန်တိတ်ဆိတ်သွားတယ်နောက်မြင်ကွင်းမှာအင်ဂျီကိုစန်ဘာခါမှာပြထားတဲ့အချို့သောပြဿနာများကြောင့်သူ့အဖွဲ့ရဲ့ developer နှစ်ယောက်စလုံးသူမနဲ့အလုံးမလုပ်တော့ဘူးအခုသူမက developer တွေရှာဖို့အဲ့ဒီကိုရောက်လာတဲ့တန်ပွဲတစ်ခုရှိပြီးအနိုင်ရတဲ့လူ40ကဆက်ဖြစ်လာမယ်ဒဲမီလည်းအနိုင်ရသူတွေထဲမှာပါတယ်အင်ဂျီလည်းပါတယ်သူတို့နှစ်ယောက်စင်ပုံမှာအတူရက်နေကြတယ်ကြည်ပြောင်း TV မှာကြည့်ရင်ဒဲမီရဲ့ကိုယ်ပိုင်ကုမ္ပဏီစတင်ခြင်းတဲ့စကားကိုပြန်မှတ်ရတယ်ဒဲမီကအမကိုကြည့်ပြီးငါအောင်မြင်တဲ့အမဒီမှာဘာလုပ်နေတာလဲသိချင်တဲလို့ပြောတယ်သူမလည်းဟုတ်တယ်မင်းရဲ့အောင်မြင်တဲ့ရီးစားဒီမှာဘာလုပ်နေတာလဲငါလည်းသိချင်တယ်လို့ပြန်ပြောတယ်သူမရှိကိုကြည့်လိုက်တော့ဒိုဆန်ရက်နေတယ်ဒီအချိန်မှာပဲကြီးညာချက်တစ်ခုထွက်လာတယ်ဒီမှာရက်နေတဲ့စီတွေအားလုံးသူတို့အဖွဲ့သားတွေကိုတွားရွေးချယ်နိုင်ပြီးတဲ့ဒဲမီကပထမဆုံးဒိုဆန်စီသွားတယ်အင်ဂျီကသူ့နောက်မှာပါသူမကမင်းကမင်းရီးစားကိုအောင်မြင်တဲ့ပါတနာလို့ခေါ်တယ်ဒါပေမဲ့သူကခရပြန်ပွဲပဲအနိုင်ရထားတယ်လို့ပြောတယ်ဒဲမီနည်းနည်းအံ့ဩသွားပေမဲ့ဒိုဆန်ကိုမင်းကကိုလိန်တာလားလို့မေးတယ်သူကဟုတ်တယ်စိတ်မကောင်းဘူးလို့ဖြေတယ်ဒဲမီကငါဆူတောင်းချက်ကိုအထက်ကဘလို့လက်ခံတာလဲလို့ပြောတယ်ဆန်ဘွားကိုမလာခင်ပါတနာရှာဖို့ဆူတောင်းခဲ့တာပြန်မှတ်ရတယ်အခုသူမကသူ့ကိုမင်းကိုမင်းရဲ့ကုမ္ပဏီ Samsung ထိုက်ဖြစ်စီအဖြစ်ရွေးချယ်မလားလို့ချက်ချင်းမေးတယ်အခု developer တွေရှာနေတဲ့အင်ဂျီကငါအဖွဲ့နဲ့ပူးပေါင်းပါဒဲမီမှာအတွေ့အကြုံလုံးဝမရှိဘူးလို့ပြောတယ်ခဏစဉ်းစားပြီးနောက်ဒိုဆန်ကသူ့လက်ကိုဆန်ပြီးဒဲမီကိုမင်းဆန်ဆိုင်ရဲ့ဆေးဖြစ်ချင်လားလို့မေးတယ်သူမကပြုံးပြီးဝမ်းသာစွာနဲ့လို့ဖြေတယ်
နောက်မြင်ကွင်းမှာဒဲမီကအဖွားကိုဖုံးတဲ့အရာအလုံးပြောပြတယ်ဒိုဆန်ကအင်ဂျီစာငါကိုရွေးချယ်တယ်သူမဒါကိုအယမ်းပြောတယ်ပြီးတော့အဖွားငါပြောမယ်သူ့လက်ကဒီကဘာမှာအလှဆုံးအရာပဲအခုငါမျောလင်းချက်တွေမြင့်တက်လာတယ်ငါဒါကိုအင်ဂျီကိုအနိုင်ယူဖို့ပဲစတင်ခဲ့တာဒါပေမဲ့အခုငါဒီထက်ပိုလုပ်တင်တယ်လို့ခံစားရတယ်လို့ပြောတယ်ဒိုဆန်ရဲ့အခြေအနေကလည်းစင်တူတယ်သူကကောင်းပြီးအ ਨੇ ဆုံးသူမငါအကြောင်းတစ်ခုခုကြိုက်တယ်ငါကသူမနဲ့မထိုက်တန်ဘူးဒါပေမဲ့သူမအတွက်ငါရဲ့ဆန္ဒတွေကြီးထွားလာတယ်လို့သူတငယ်ချင်းတွေကိုပြောပြတယ်နောက်တနေ့သူတို့ဖွဲ့လဲဇန်ဘတ်ကိုသွားတယ်သူတို့ဖွဲ့ရဲ့စတုထမြောက်ဖွဲ့ဝင်ကဘသူဖြစ်တင်လဲစဉ်းစားနေကြတယ်ဒဲမီကအဲ့ဒီရှိနေမိန်းကလေးဆိုချမ်းကိုမြင်နေသူမကဒီဇိုင်နာကောင်းတစ်ယောက်ပါဒဲမီကသူမကိုသူ့အဖွဲ့နဲ့ပူးပေါင်းဖို့ဆွဲဆောင်တယ်အဲ့ဒီမှာကြီးညာချက်တစ်ခုထွက်လာတယ်မင်းတို့ကမင်းအဖွဲ့သားတွေနဲ့အကောင်းဆုံးစီးပွားရေးပုံစံကိုဖန်တီးရမယ်တဲ့ဒဲမီကအနိုင်ရသူတွေကိုဘယ်လိုရွေးမလဲမေးတယ်ပထမအချက်ကမင်းရဲ့စီးပွားရေးပုံစံကဒီလက်တွေ့ကဘာအတွက်ဘလောက်ထူးချွန်တယ်လဲဒုတိယအချက်ကမင်းရဲ့စီးပွားရေးပုံစံကို3မိနစ်အတွင်းအကောင်းဆုံးတင်ပြနိုင်ပုံကိုကြည့်မယ်ဒီအခြေခံတစ်ခုပေါ်မှာအနိုင်ရသူတွေကိုရွေးမယ်ဒဲမီကသူ့အဖွဲ့ကိုငါမှာစိတ်ကူးတစ်ခုရှိတယ်ရာကိုသုံးပြီးတကယ်လက်ရည်နဲ့အတုလက်ရည်ကိုခွဲခြားနိုင်တဲ့ပုံစံတစ်ခုကိုဖန်တီးရင်ဘယ်လိုလဲလို့ပြောတယ်သူမကဒိုဆန်စီကြည့်တယ်သူကဟုတ်တယ်ငါလုံးနိုင်တယ်ဒါပေမဲ့သူ့ရဲ့တိကျမှုအတုလက်ရည်ကိုဘလောက်ကောင်းကောင်းဖန်မလဲဆိုတာကိုအခုပြောလို့မရဘူးလို့ပြောတယ်ကြည်ပြောင်းဒီစိတ်ကူးကိုကြားပြီးအထင်ကြီးသွားတယ်သူတို့ဒီစိတ်ကူးကိုဆွေးနွေးနေတော့အင်ဂျီရဲ့ developer ကသူတို့ရဲ့စိတ်ကူးကိုခိုးနှားထောင်ပြီးသွားပြောတယ်ငါတို့လည်းအလားတူလုပ်မယ်ဒါပေမဲ့နည်းနည်းကွဲပြားပြီးစမ်းသစ်တဲ့နည်းနဲ့လုပ်မယ်သူတို့ထက်ပိုကောင်းအောင်လုပ်မယ်သူတို့ကငါတို့ကိုအနိုင်ယူလို့မရဘူးလို့ပြောတယ်နောက်မြင်ကွင်းမှာဒဲမီနဲ့အင်ဂျီမျက်နှာချင်းဆိုင်ဖြစ်နေကြတယ်။အင်ဂျီကအခုရှုံးဖို့အဆင်သင့်ဖြစ်ပြီလား။မင်းရဲ့ဆုံးဖြတ်ချက်တွေအမြဲမှားနေတာမင်းသဘောပေါက်လိမ့်မယ်။ဒိုဆန်ကိုရွေးတာဖြစ်ဖြစ်အဖေနဲ့နေတာဖြစ်ဖြစ်လို့ပြောတယ်။ဒဲမီကအချိန်ကပဲအပြေပေးလိမ့်မယ်လို့ပြန်ဖြေတယ်။အင်ဂျီကငါတို့လည်းမင်းတို့လိုပဲစိတ်ကူးတစ်ခုတည်းကိုအလုပ်လုပ်နေတယ်လို့ပြောတယ်။ဒါကိုကြားတော့ဒဲမီအရန်စိတ်ပြတ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ program ကမပြီးသေးဘူး။ဒါပေမဲ့သူမကဒိုဆန်စီက program အဆင့်သင့်ဖြစ်ပြီဆိုတဲ့ message ရတယ်သူမကအပြင်ကိုပြေးထွက်ပြီး program ကတကယ်အဆင်သင့်ဖြစ်ပြီးလားမေးတယ်သူကဟုတ်တယ်လို့ဖြေတယ်သူမကတိကျမှုအကြောင်းမေးတော့သူက69.8ကျော်လို့ပြောတယ်သူမဝမ်းသာလို့ငိုတယ်ဒိုဆန်ကဘာဖြစ်တာလဲလို့မေးတယ်သူမကဒိုဆန်ကျေးဇူးအရန်တင်တယ်လို့ပြောတယ်တစ်ဖက်မှာဒဲမီရဲ့အဖွားကသူမအတွက်နေလေစာနဲ့အတူဇန်ဘာကအပြင်ကိုလာပြီး message ပို့တယ်သူမကဒီမှာစားစာရပြီးစိတ်မပူနဲ့လို့ပြန်ဖြေတယ်ဒီအချိန်မှာအဖွားရဲ့မျက်လုံးကဒဲမီရဲ့အမေပေါ်ကျသွားတယ်ကြည်ပြောင်းကဇန်ဘာရဲ့ coffee ဆိုင်စီလာတယ်သူ့မျက်လုံးက coffee ဆိုင်မှာထိုင်နေတဲ့အဖွားနဲ့အတူရှိတယ်ဒဲမီရဲ့အမေပေါ်ကျသွားတယ်သူကသူတို့စီသွားတော့မယ်ဒါပေမဲ့အဖွားရဲ့စကားကိုကြားပြီးရက်သွားတယ်အဖွားကငါတို့တွေ့ခဲ့တာ10နှစ်ကျော်ပြီဟုတ်လားတကယ်တော့မင်းကိုတွေးဖို့ငါမလို့ချင်သေးဘူးလို့ပြောနေတယ်။သူမကမင်းငါကိုမုန်းတာပေါ့လို့ပြန်ပြောတယ်။အဖွားရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝေဝဲလာပြီးဟုတ်တယ်တိတာတဲ့သားကိုစွန့်ပြီးသမီးကိုပါစွန့်သွားတဲ့ချွေးမကိုဘယ်မိမမချစ်ဘူး။ဒဲမီရဲ့ငယ်ဘဝကဘလို့လဲမင်းတီလား။သူမရင်ဆိုင်ခဲ့ရတဲ့ဒုက္ခတွေကဘလောက်များလဲ။သူ့ကိုပညာတတ်ကောင်းကျွေးဖို့ငါပြောင်းမှုပေါက်ဆိုင်ကိုရောင်းခဲ့တယ်။ဒါပေမဲ့သူမဒါကိုတီးသွားတဲ့အခါကောလိပ်သွားတက်တာရက်လိုက်တယ်။အဲ့ဒီအစားငါအတွက်ပြောင်းမှုပေါက်လဲတစ်စီးဝယ်ပေးဖို့အချိန်ပိုင်းအလုပ်တစ်ခုစတင်လုပ်တယ်လို့ပြောတယ်။ကြည်ပြောင်းအဲ့ဒီမှာရက်ပြီးဒါတွေကုန်ကြရတော့အဖွားရဲ့စကားတွေကြောင့်နာကျင်မှုအများကြီးခံစားရပြီးအဲ့ဒီကနေထွက်သွားတယ်။အဖွားပြန်လာတဲ့အခါကြည်ပြောင်းကသူ့နောက်ကိုလိုက်ပြီးကလေးလိုပဲအဖွားနဲ့စကားများတယ်။မင်းကဒဲမီရဲ့ကျူရှင်အတွက်ပတ်စံလိုအပ်တာဘာကြောင့်ငါကိုမပြောတာလဲ။မင်းကိုယ်တိုင်အဲ့ဒီပတ်စံကိုတိတ်လိုအပ်တုန်းကငယ်ဘဝမှာငါ့ကိုဘာကြောင့်ပတ်စံပေးခဲ့တာလဲ။မင်းအဲ့ဒီပတ်စံနဲ့ဒဲမီရဲ့ကျူရှင်ကိုပေးနိုင်တယ်လို့ပြောတယ်အဖွားကအမြဲလိုပဲငါ့ကိုဟောပြောပွဲမလုပ်နဲ့အဲ့ဒီပတ်စံကမင်းရဲ့ဟာဟုတ်လားဒါဆိုရင်ငါဘာကြောင့်တင်ထားရမလဲလို့ပြောတယ်ကြည်ပြောင်းကမင်းအခုနောက်တရနေတယ်ဆိုတာငါသိတယ်အဲ့ဒီပတ်စံကိုတင်ထားခဲ့ရင်ပိုကောင်းမယ်လို့မင်းဆန္ဒရှိတယ်လို့ပြောတယ်သူမကငါပတ်စံအတွက်နောက်တမရဘူးဒါပေမဲ့မင်းကိုအစောကြီးတွေးခဲ့ရင်ပိုကောင်းမယ်လို့ဆန္ဒရှိတယ်မင်းရဲ့နေလေစာအတွက်မင်းကြိုက်တဲ့အစားအစာတွေငါလုပ်ပေးနိုင်ခဲ့မယ်မင်းရဲ့ဆန္ဒဖြစ်ခဲ့တဲ့မင်းရဲ့အကြိုက်ဆုံးဂိမ်းကိုလည်းမင်းနဲ့အတူကစားပေးနိုင်ခဲ့မယ်ငါမင်းကိုမိဘတွေရဲ့မေတ္တာကိုပေးလို့မရခဲ့ဘူးဒီအကြောင်းကိုငါနောင်တရားတယ်လို့ပြောတယ်ဒါတွေကုန်ကြရတော့ကြည်ပြောင်းရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝေဝဲလာတယ်ကြည်ပြောင်းကဒိုဆန်အဖွဲ့ကိုဒဲမီကကောင်းကောင်းမတင်ပြနိုင်ရင်ငါကိုယ်တိုင်လို့ပြောတယ်ဒါပေမဲ့ဒိုဆန်ကဒါရီကုံကိုမကြိုက်ဘူးဒဲမီအတွက်ကြည်ပြောင်းရဲ့ဂရုစိုက်မှုကြောင့်စိတ်တူသွားတယ်ပြီးတော့စီဦးမျိုးကစင်ပေါ်မှာတင်ဆက်မှုတွေလုပ်တယ်ဒဲမီကတခြားသူတွေကိုမြင်ပြီးစိတ်လှုပ်ရှားလို့ရေဘူးကိုတော့မဖွင့်နိုင်ဘူးဒီအချိန်မှာကြည်ပြောင်းကရောက်လာပြီးသူပြဿနာတိုင်းအတွက်ဖြေရှင်းချက်ပေးတယ်သူကရေဘူးကိုဖွင့်ပေးတယ်သူမလှုပ်ထားတဲ့မတ်စုတွေကိုလည်းစစ်ပေးတယ်ပြီးတော့ဘလို့တင်ပြရမလဲလမ်းညွန်ပေးတယ်ဒဲမီရဲ့တင်ဆက်မှုအချိန်ရောက်တယ်သူမစပြောတယ်ခမ်းမတစ်ခုလုံးကတိတ်ဆိတ်စွာနားထောင်တယ်ပရိသတ်ရဲ့အာယုံဆိုင်မှုကိုရဖို့စင်ပေါ်တက်တာနဲ့သူမကမေးခွန်းတစ်ခုမေးတယ်အမွှာညီအန်တွေရဲ့လက်ရည်ကအတူတူလားဒရိုက်တာမစ်ရွန်ကငါထင်တာကကွဲပြားတယ်ဒါမှမဟုတ်အတူတူဖြစ်နိုင်တယ်မင်းဘယ်လိုထင်လဲလို့ဖြေတယ်ဒဲမီကအဖြေမှန်ကသူတို့ရဲ့လက်ရည်ကအတူတူမဟုတ်ဘူးလို့ပြောတယ်ပြီးတော့အမေရိကန်သူတေသနကိုရည်ညွှန်းပြီးအမွှာညီအန်တွေရဲ့လက်ရည်ကအတူတူမဟုတ်ဘူးဆိုတာတွေ့ရှိထားတယ်လို့ပြောတယ်
ဒီနေ့အထိဘဏ်တွေအစိုးရရှိနေဌာနတွေမှုခင်းဆိုင်ရာနဲ့အခွန်ဌာနတွေလိုအဖွဲ့အစည်းတွေကလူတွေကိုသူတို့ရဲ့လက်ရည်နဲ့ခွဲခြားသတ်မှတ်နေတော့ပဲလက်မှတ်အတုလုပ်တာဒီနေ့ခေတ်မှာအရန်လွယ်ကူလာတဲ့ဖြစ်ရရှိမှာလက်မှတ်တွေကအတုဖြစ်တယ်ဒါကြောင့်ဒီပုံစံကိုကျွန်တော်တို့ဒီဇိုင်းဆွဲထားတာဒီအလုပ်ကိုအားကနေလုပ်ရင်လက်ရည်ကိုမှတ်မိလိမ့်မယ်ကျွန်တော်တို့အဖွဲ့ကဒီအလုပ်ကိုဒီ3ရက်အတွင်းလုပ်ပြီးပါပြီဒီပုံစံရဲ့တိကျမှုက69.8ရှိတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့ပုံစံကတကယ်လက်ရည်နဲ့အတုလက်ရည်ကို69.8တိကျမှခုနဲ့ခွဲခြားနိုင်ပြီးအလုတ်ကအရန်လွယ်ကူသွားလိမ့်မယ်ဒီခီးကိုစန်ဘာကာကနေစတင်ခြင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပြီးသူမထွက်တော့မယ်ဒါပေမဲ့ခမ်းမတစ်ခုလုံးကလက်ခုပ်တန်တွေနဲ့ပဲ့တင်ထက်သွားတယ်ပြီးတော့သူ့အမအင်ဂျီကစင်ပေါ်တက်ပြီးသူ့ပုံစံကိုတင်ပြတယ်သူမလည်းဒဲမီသုံးခဲ့တဲ့ data တွဲကိုပဲသုံးထားပေမဲ့နည်းနည်းကွဲပြားပြီးပုံမြန်တယ်လို့ပြောတယ်သူမကဆွဲဆောင်ဖို့ကြိုးစားနေတော့သူ့အဖေကတရားသူကြီးတွေကြားမှာထိုင်နေတာကိုမြင်တယ်သူက okay ဒါဆိုရင်ဒါကမင်းရဲ့ပုံစံကမှမေးခွတစ်ခုရှိတယ် Samsung Tech နဲ့မင်းရဲ့ပုံစံကိုပေါင်းစပ်ရင်ဘာဖြစ်မလဲဆိုလိုတာက Samsung ကအတုလက်ရည်တွေကိုမှတ်မိတယ်ဟုတ်လားဒါဆိုရင်ဒီနည်းပညာနှစ်ခုကိုပေါင်းစပ်ရင်မင်းရဲ့အတုလက်ရည်ကိုမှတ်မိနိုင်မလားလို့ကြားဖြတ်မိတယ်ဒဲမီရဲ့အဖွဲ့ကတင်းမာနေပေမဲ့ဒဲမီကယုံကြည်စွာနဲ့ဟုတ်တယ်သူတို့လုံနိုင်တယ်လို့ပြောတယ်ဒါပေမဲ့ကန်ဆိုးချင်တော့ဒီပုံစံနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါအင်ဂျီရဲ့ပုံစံမှာအတုလက်ရည်ကိုလုံးဝမဖမ်းနိုင်ဘူးဒါက Samsung Tech အဖွဲ့အတွက်အရန်စိတ်ပျက်စရာဖြစ်စေတယ်တကယ်တော့အခုသူတို့ရှုံးပြီးအိမ်ပြန်ရမယ်လို့ခံစားရတယ်တရားသူကြီးတွေကဘယ်အဖွဲ့နိုင်ရတယ်လဲဘယ်အဖွဲ့ကိုရွေးမလဲဆုံးဖြတ်နေတယ်အဲ့ဒီအဖွဲ့မှာပဲယင်းနှိမ့်မြုပ်နှံသူအလကလည်းထိုင်နေတာကိုတွေ့ရတယ်။နောက်မြင်ကွင်းမှာဒိုဆန်ကဒဲမီဘယ်မှာလဲလို့တွေးပြီးသူ့ကိုရှာပြေးတယ်ကြည်ပြောင်းကဒဲမီဆိုဖာပေါ်မှာအိတ်နေတာကိုမြင်ပြီးအဖွားပြောခဲ့သမျှကိုပြန်မှတ်ရတယ်ဒဲမီနိုးလာပြီးကြည်ပြောင်းကိုမြင်တော့ဒါတွေအကုန်ပြောဖို့ငါအကြာကြီးစောင့်နေတယ်ဒါပေမဲ့မင်းမအချိန်မရှိဘူးအခုငါစကားကိုနားထောင်လို့ပြောတယ်ပြီးတော့ငါတို့ကိုအများကြီးကူညီပေးလို့ကျေးဇူးအရန်တင်တယ်ဒုတိယအချက်ကဒိုဆန်ဘာကြောင့်လိမ့်တာလဲဆိုတာငါသိတယ်လို့ပြောတယ်ကြည်ပြောင်းအံ့အားတင်သွားပြီးသူမကိုအမှန်တရားခုပြောလိုက်လားလို့တွေးမိတယ်ဒါပေမဲ့ဒဲမီကသူလိန်နာက15နှစ်အကြာမှတွေးကြတာဆိုတော့ငါ့ကိုအထင်ကြီးစေခြင်းလို့ပြောတယ်ဒါကြောင့်သူလိန်နာဖြစ်နိုင်တယ်ငါလည်းသူ့ကိုအထင်ကြီးစေခြင်းနဲ့ဒါပေမဲ့ငါနားမလဲတဲ့အချက်တစ်ခုကမင်းငါတို့အတွက်ဘာကြောင့်ဒါတွေကုန်လုပ်ခဲ့တာလဲဆိုတာပဲချီပြောင်းကသူ့ကိုပြောတော့မယ်ဒါပေမဲ့ဒိုဆန်ကသူတို့စီကိုပြေးလာပြီးဒဲမီငါတို့ရွေးချယ်ခံရတယ်လို့ပြောတယ်ဒဲမီမယုံနိုင်ဘူးဘာလို့ပြောတယ်သူကမျက်နှာပြင်ပေါ်မှာကြည့်လို့ပြောတယ် Samsung Tech ရဲ့နာမည်ကိုရေးထားတယ်ဆိုလိုတာကငါတို့ရွေးချယ်ခံရပြီးဒဲမီကဝမ်းတာလို့ဒိုဆန်ကိုဖတ်တယ်ကြည်ပြောင်းသူတို့အတူတွေ့နေတာကိုမြင်ပြီးမနာလိုဖြစ်ပြီးထွက်သွားတယ်ဒိုဆန်ကကြည်ပြောင်းစီလာပြီးဂုံပြူတယ်ဒါပေမဲ့ဒိုဆန်ကဒါရီကုံကမင်းရဲ့အကူအညီကြောင့်ပါလို့ပြန်ဖြေတယ်ပြီးတော့ဆိုဒဲမီရဲ့မေးခွန်းတွေအကုန်ကိုငါဖြေပြီးမင်းမဖြေနိုင်ခဲ့တာတွေလဲလို့ပြောတယ်သူဘာပြောလဲမေးတော့ဒိုဆန်ကတည်ငြိမ်စွာငါသူ့ကိုဒါရီကုံလောက်တာကသူ့ကိုအထင်ကြီးစေဖို့လို့ပြောတယ်မင်းကငါတောင်းဆိုချက်အရာသူ့ကိုကူညီနေတာလို့လည်းပြောတယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့ကညီကိုတွေလိုပဲလို့ပြောတယ်ကြည်ပြောင်းတက်တာသွားတယ်နောက်တနေ့ဒိုဆန်ကအဖွဲ့ကိုမနေ့ညက program ကိုပြန်လုပ်ပြီးကြည်စမ်းငါတို့စနစ်ကအလုပ်လုပ်တယ်လက်ရေးကိုမှတ်မိတယ်လို့ပြောတယ်ပြီးတော့သူတို့ကရုံးအသစ်တစ်ခုလည်းရသွားတယ်အဲ့ဒီမှာအရာအလုံးအခမဲ့ပဲသူတို့ကရုံးကိုပြေးသွားပြီးအစင်းမြင့်နည်းပညာနဲ့အခမဲ့ပစ္စည်းတွေကိုမြင်ပြီးအရန်ပျော်ကြတယ်ကြည်ပြောင်းရဲ့လက်ထောက်တောင်းချုံက Samsung အဖွဲ့ကိုနောက်6လအတွက်ဝန်ဆောင်မှုအားလုံးကိုအခမဲ့ရမယ်မင်းကုမ္ပဏီအတွက်100တန်းကောင်တဲကိုရောက်နေပြီလို့ပြောတယ်ကင်းဆွန်းကသူတို့ရဲ့ဆရာကဘသူဖြစ်မလဲမေးတယ်ဒေါင်းချုံကသူတို့ကို3နာရီစီဝေးမှသိရမယ်လို့ပြောတယ်ဒိုဆန်ကဆရာကမစ္စတာဂျီပြောင်းဖြစ်နိုင်မှာကိုကြောက်တယ်တစ်ဖက်မှာအင်ဂျီကဆန်ဘာခရဲ့ဒါရိုက်တာမစ္စယွန်ကိုသူ့ဆရာဖြစ်ရွေးချယ်တယ်ပြန်ကြည့်တဲ့မြင်ကွင်းတစ်ခုမှာမစ္စယွန်ကကြည်ပြောင်းကိုဆန်ဘာခရဲ့တင်ဂီတာမှာလွဲပေါ်ထိုင်နေတဲ့မိန်းကလေးစီကနေဆန်ဘာခရဲ့စိတ်ကူးကလာတယ်သူမဒီတစ်ခါဒီကိုလာတယ်ဒါပေမဲ့အဲ့ဒီအချိန်ကဘယ်သူလဲဆိုတာမပြောဘူးလို့ပြောတယ်ရက်အနှင်းငယ်အကြာကအင်ဂျီကမစ္စယွန်ရဲ့စကားဝိုင်းကိုခိုးနှားထောင်မိတယ်အဲ့ဒီမှာလွန်ခဲ့တဲ့15နှစ်ကစုံဦးတီထွင်သူတယောက်ကသူ့သမီးလွဲပေါ်ကနေပြုတ်ကျရင်မထိခိုက်အောင်မြေပေါ်မှာတဲခင်းပေးခဲ့တယ်လို့ပြောနေတယ်သူမကဆန်ဘာခရဲ့အုံမြစ်ကိုအဲ့ဒီပုံမှာချခဲ့တယ်ရုံမှာသူ့ကိုစုချီညအင်ဂျင်ပေမဲ့ကန်ဆိုးကျင်တော့သူကမတော်တဆမှုတစ်ခုမှကွယ်လွန်သွားတယ်လို့ပြောတယ်အင်ဂျီကသူမကသူ့ကိုယ်ပိုင်အဖေချောင်းပြောနေတာလို့သဘောပေါက်သွားတယ်အခုအင်ဂျီကမစ္စယွန်ကိုသူ့ဆရာအဖြစ်ရွေးချယ်ဖို့ဆုံးဖြတ်တယ်ပြီးတော့သူမကအစည်းအဝေးကိုသွားပြီးမစ္စယွန်ကိုမြင်တော့ဒီနေ့မင်းကိုတွေ့ခွင့်ရတာအရန်ပြောတယ်လို့ပြောပြီးငါမင်းအဖေကို15နှစ်ကတွေ့ခဲ့တယ်သူ့အကြောင်းငါအရန်ကြိုက်တဲ့အချက်ကဒီနေ့မင်းကိုယ်တိုင်မြင်နိုင်တယ်လို့ပြောတယ်ပြီးတော့သူမကလူတိုင်းကိုလွှဲပေါ်ထိုင်နေတဲ့မိန်းကလေးက
အင်ဂျီပဲလို့ပြောတယ်ဒီသတင်းကသူ့မိထွေးအဖေကိုအရန်စိတ်ဆိုးစေတယ်ပြီးတော့မစ္စရွန်ကအင်ဂျီကိုမင်းအဖေမင်းအတွက်ဘယ်တော့မှမထိခိုက်စေဘူးမြေပေါ်မှာတဲခင်းပေးခဲ့တယ်လို့ပဲငါလည်းမင်းကိုဒီမှာအပြည့်အဝဂရုစိုက်ပြီးအပြည့်အဝထောက်ပံ့မယ်လို့ပြောတယ်ဒမ်မီကအတွင်းထဲဝင်သွားပြီးမစ္စရွန်ကဒါဆိုရင်ဆမ်ဆန်ထက်ရက်စရာကဘယ်သူဖြစ်မလဲလို့မေးတယ်အဝိုင်ဆာနဲ့ကြည်ပြောင်းနှစ်ယောက်စလုံးလက်မြောက်တယ်ဒမ်မီကငါကြည်ပြောင်းကိုရွေးချယ်ဖို့ဆုံးဖြတ်ပြီးလို့ပြောတယ်ကြည်ပြောင်းကသူ့ကိုငါအစားအဝါကကိုရွဖေးပါသူ့မှာကုမ္ပဏီကြီးတစ်ခုရှိတယ်သူက Samsung ထက်ကိုရွေးချယ်ခဲ့တဲ့သူလည်းဖြစ်တယ်လို့ရှင်းပြတယ်ဒမ်မီကကြည်ပြောင်းရဲ့စကားအားလုံးကိုနားထောင်ပြီး Olakas ကိုကျေးဇူးတင်ပေမဲ့ဒါတွေအားလုံးရှိပေမဲ့ Mr. Han ကြည်ပြောင်းကိုရွေးမယ်လို့ပြောတယ်နောက်ပိုင်းကြည်ပြောင်းကသူ့ကိုထပ်ရှင်းပြဖို့ကြိုးစားပေမဲ့ဒမ်မီကသူကငါတို့ကုမ္ပဏီကိုစိတ်ဝင်စားရင်သူ့ထက်မင်းက Samsung ကိုပိုစိတ်ဝင်စားတယ်ငါတို့ကိုဒီကိုရောက်အောင်လုပ်ဖို့မင်းပါမလုပ်ခဲ့ဘူးလေမင်းဒုက္ခဘယ်လောက်များများခံခဲ့ရလဲစကားပြောဆိုမှုအတွက်အင်းသူမကမင်းရဲ့ကောင်းမှုတွေအများကြီးကိုမြင်ရတော့ငါမှအထင်အမြင်လွဲမှားမှုတစ်ခုရှိခဲ့တယ်လို့လည်းပြောတယ်ဟန်ကသူ့စကားအခြားစကားတွေကိုလစ်လူရှုပြီးဘာအထင်အမြင်လွဲမှားမှုလဲလို့မေးတယ်သူမကမင်းကငါ့ကိုကြိုက်လို့ဒါတွေအကုန်လုပ်တယ်လို့ငါထင်ခဲ့တာလို့ပြောတယ်ဒါပေမဲ့ဒိုဆန်ကမင်းဒါတွေအကုန်လုပ်တာကသူ့အတွက်ဆိုတာပြောပြီးငါရဲ့အထင်အမြင်လွဲမှားမှုကိုရှင်းပြလိုက်တယ်သူကဟုတ်တယ်ငါသူ့အတွက်အရာအလုံးလုပ်ခဲ့တာလို့ပြောတယ်ပြီးတော့မင်းငါ့ကိုရွေးလို့နောက်တရမှာမဟုတ်ဘူးနော်လို့မေးတယ်ဒမ်မီကမဟုတ်ဘူးဒီနေ့ထိငါရဲ့ဆုံးဖြတ်ချက်တွေအတွက်ဘယ်တော့မှနောက်တမရခဲ့ဘူးလို့ပြောတယ်သူမလက်ကိုဆက်နေသူလည်းโอเคဒါဆိုရင်ကြည့်ရအောင်လို့ပြောတယ်နောက်မြင်ကွင်းမှာကြည်ပြောင်းကသူတို့ရဲ့အစုရှယ်ယာရှင်စည်းရင်းကိုကြည့်ပြီးဒါကစည်းရင်းကောင်းမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောတယ်မင်းတို့အားလုံးအစုရှယ်ယာတွေညီတူညီမျှခွဲဝေထားတာကိုမြင်ရင်ဘယ်ကုမ္ပဏီမှယင်းနှိမ့်မြုပ်နှံမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့စုတယောက်ရဲ့အာဏာကအစုရှယ်ယာများတာကနေလာတယ်လို့ပြောတယ်ဒမ်မီကဘာကြောင့်ညီတူညီမျှမခွဲဝေနိုင်တာလဲလူတိုင်းကိုစဉ်းစားတဲ့တယ်မဟုတ်လားလို့မေးတယ်ကြည်ပြောင်းကသူ့ကိုကြားဖြတ်ပြီးလူတိုင်းကိုစဉ်းစားတာထက်လူတစ်ယောက်ကိုစဉ်းစားတာပိုလွယ်တယ်မင်းအတွက်နည်းနည်းလွယ်အောင်လုပ်ပေးမယ်မနှက်ဖြန်မင်းတို့တွေကတယောက်ယောက်ဖွဲ့ကိုစန့်ကျင်သွားတယ်ဆိုပါစို့ဒိုဆန်ကချက်ချင်းပြောတယ်ဒါဘယ်တော့မှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ငါတို့ခင်မင်မှုကတသက်လုံးပဲကြည်ပြောင်းကဒီလိုမဖြစ်ဘူးဒါကလက်တွေ့ပဲမင်္ဂလာဆောင်တွေမှာအရန်စိတ်ခံစားမှုဆိုင်ရာဆက်ဆံရေးတွေဖြစ်တတ်ပေမဲ့ကွာရှင်းမှုတွေအများကြီးရှိတော့ဘယ်လူတွေခွဲခွာကြတယ်ဒါပေမဲ့ကုမ္ပဏီတစ်ခုမှာတော့အခြေအနေကနည်းနည်းကွဲပြားတယ်ဘာဖြစ်လို့လဲဆိုတော့ကုမ္ပဏီတစ်ခုပြိုကွဲရင်ယင်းနှိမ့်မြုပ်နှံသူကပျက်စီးသွားတယ်ဒါကြောင့်မင်းရဲ့စီကအာဏာမရှိရင်ဒါမှမဟုတ်သူ့မှာအစုရှယ်ယာနီးလို့ဆုံးဖြတ်ချက်မချနိုင်ရင်ပြဿနာရှိတယ်အခုမင်းတို့တွေကအဓိကလူတစ်ယောက်ကအစုရှယ်ယာအများဆုံးရှိတဲ့ဒါမှတယောက်ယောက်တစ္ဆာဖောက်ရင်တော့အဓိကလူရဲ့အစုရှယ်ယာကပုံမြင့်နေလိမ့်မယ်ဒမ်မီကအဲ့ဒီလူတစ်ယောက်မှာအစုရှယ်ယာဘယ်လောက်ရှိတဲ့လဲမေးတယ်ကြီးပြောင်းက60ရှိတဲ့ပေမဲ့ငါ့ကိုမေးရင်ကိုဆက်ရှိတဲ့နယ်လို့ပြောတယ်ဒါမှမင်းကုမ္ပဏီကလုံခြုံပြီးယင်းနှိမ့်မြုပ်နှံသူတွေလည်းလာလိမ့်မယ်ဒါပေမဲ့ဒါကိုကြားတဲ့အဖွဲ့ဝင်ချားတွေကသူတို့ရဲ့အစုရှယ်ယာတွေကိုဘယ်သူကမှပေးမှာမဟုတ်ဘူးလို့စတင်ရန်ဖြစ်ကြတယ်ဒိုဆန်ကသူတို့ကိုတည်ငြိမ်အောင်လုပ်ဖို့ကြိုးစားပေမဲ့သူတို့ကသူနဲ့လည်းရန်ဖြစ်ကြတယ်ကြည်ပြောင်းကထားပြီးအဲ့ဒီကနေထွက်သွားတယ်ဒမ်မီကသူ့နောက်ကိုလိုက်တယ်သူကဒေါသအပြည့်နဲ့ဒါကအစပဲဒါပေမဲ့ပြဿနာကစီမှာချိုးယွင်းချက်ရှိတယ်လို့ပြောတယ်ဒမ်မီဝမ်းနေသွားတယ်ဒိုဆန်နဲ့အတူအိမ်ပြန်တဲ့အခါသူကစိတ်မပူနဲ့ငါတငယ်ချင်းတွေကိုငါဆွဲဆောင်မယ်လို့ပြောတယ်ဒါပေမဲ့သူမကမင်းဆက်ဖြစ်လိုက်ပါဒါကဖြည့်ရှင်းချက်မဟုတ်လားလို့ပြောတယ်ဒါပေမဲ့ဒိုဆန်ကမဟုတ်ဘူးငါကိုယ်တိုင်မင်းကိုဒီကုမ္ပဏီရဲ့အဖြစ်ရွေးချယ်ခဲ့တာဒါကြောင့်မင်းကစေဝဲဖြစ်နေမယ်လို့ပြောတယ်အဲ့ဒီညမှာဒမ်မီအိတ်မပြောနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကြီးပြောင်းကပြဿနာကသူမမှရှိတယ်လို့ပြောခဲ့လို့ပါ